ဟာကော်ဖီလေးကမွေးနေရပဲကွာမနဲ့စောစောစီစီဝရန်နာကနေရှုခင်းနေကြည့်ရင်လည်းကော်ဖီတောက်ရတဲ့အရာသာတော်တော်ကောင်းတာပဲဟာဒီနေ့လေဘလို့စွန့်စားကန်းနေထက်ပြီးတော့ကြုံအောင်မလဲမသိပါဘူးကွာဟိုးနှကောင်မင်းတို့စောစောစီစီဘာလုပ်နေရတော့ဟာဘလူတော့ကလည်းဓာတ်တွေထိုးလို့ပါလားကွာမင်းတို့စောစောစီစီရေကူးမလို့လုပ်နေရလားမလုပ်နဲ့တော့ဟဲ့အောင်အေးပါပတ်ကုန်မယ်ငါတော့ချမ်းလို့ဟူဒီဝစ်ထားတာကွာ ဒိုရီမောမင်းကြီးထားတဲ့တန်းတဲ့တုတ်ကအလေးကြီးပဲကွာမင်းမဟိုလေးပေါ်ပြန်ပြီးရိုက်လို့ရတဲ့တုတ်တို့အလိုလျောက်ဂိုးဝင်တဲ့တုတ်တို့ဘာလို့မရှိဘူးလားနိုဘီတာရမင်းကတော့လုံးပြန်ပြီနောက်မှအိတ်ကမပါဘူးဆိုတော့ဘယ်နဲ့ထားအောင်ပြောရမှာတော့ဒီမှာငါ့ရဲ့ဘိုက်ကိုကြည့်စမ်းဘာမှမရှိဘူးတွေ့လားဒီတုတ်ကအပြေစားနေဝယ်ထားတဲ့တာမန်တုတ်ပဲကိုယ့်ကိုကိုပြီးရိုက်စမ်းပါကွာအော်လက်စတတ်တော့မင်းတို့ကတန်းနေရိုက်ဖို့လုပ်နေရဟုတ်ကွာစိတ်ညစ်လိုက်တာကွာဒီအိမ်ကြီးမှာနေရတာပျော်စရာကောင်းပေမဲ့တစ်ခါလေကြာရင်တော့မင်းအိတ်ထဲကနေထုတ်ပေးတဲ့အမိုက်စားပစ္စည်းတွေနဲ့အပြစ်မှာထွက်ပြီးကစားခြင်းနဲ့ကွာအခုကမင်းအိတ်ကသုံးစားလို့မရတော့ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်ကွာပြင်းစရာကြီးမင်းစိတ်ညစ်တာထက်တော့ငါအပေါ်ကြီးစိတ်ညစ်သေးရဲ့ကွာမင်းရိုက်လိုက်တဲ့ဘောလုံးတွေလိုက်ကောက်နေရငါတော်တော်ပင်ပန်းနေပြီဟာမင်းကလည်းအဲ့လိုမပြောပါနဲ့ကွာကဲနောက်ထပ်တစ်လုံးလာပြီဟိယော့ကွာဟာလုံးပြန်ပြီကွာရေကန်နဲ့ဆင်းတော့ရလေဦးမယ်နော်6 18 20 33 56 44 88 100ခဲလို့ကြည်တမ်းမအောင်ကွာဒီမှာငါရဲ့လက်မောင်းကကြောက်တာတက်လာပြီတွေ့လားဟဲ့ဟဲ့ဘလူတို့ငါတီးသလောက်တော့မင်းဓာတ်ထိုးတာ9မိနစ်လောက်ပဲရှိပါသေးတယ်ကွာ9မိနစ်ဆိုတာမားဆယ်တစ်ခုဖွံ့ဖြိုးကြီးထွားဖို့လုံလောက်တယ်ကွာအော်အေးမောင်မင်းကြီးတာရင်မှတ်တောင်ထားရအောင်မယ်ကြွက်သားဆိုတာချက်ချင်းတက်မလာဘူးဘလူတို့ရမင်းမားဆယ်တက်တာရင်နောက်ထားစမ်းပါအခုနိုဘီတာရိုက်လိုက်တဲ့ဘောလုံးတွေကိုကောက်ပေးပါလားကွာငါဒီမှာတော်တော်မောနေပြီကွာအဲ့ဒါတော့မင်းထိုင်နဲ့မင်းကန်မဲ့ဒိုရင်မိုရေငါနဲ့မဆိုင်ဘူး